Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ကျွန်မဒါလေးတွေလုံးကြီးပြမှာပါပထမဦးဆုံးဒီကြိုးလေးရင်လို့တယ်ပြီးရင်ဒါအိုင်နှစ်ခုလိုပါတယ်ပြီးတော့ဖြီမယ်ဒီကလိတ်ထားတဲ့ဟာအဲ့ဒါကိုကြိုက်တဲ့လောက်ယူလို့တော့ရတယ်ဒီလောက်ယူကောင်းမလဲယူပြီးသွားလို့ရှိရင်ဒါနဲ့ဖြတ်ပေးပါရှင်ဒီမှာတော့ဒီလောက်ပဲယူလိုက်မယ်အဲ့လိုဆိုကွက်တီပဲလို့ကောင်းတဲ့ကြုံမှာကောင်းပြီးရင်ဒါနဲ့ဖြတ်မယ်ဒီလိုက်တန်နေတော့မြည်ရမယ်ပြတ်သွားပါပြီပြီးတော့ဒုတိယအကျိုးအပိုင်းလေးတွေကိုဒီကြီးလေးဖြစ်အောင်လို့ပြီးလို့ရှိရင်တော့ပွားပွားကြီးလေးများလေးမှရအဲ့လိုမျိုးမှများလေးရတာပါโอเคဒီလိုကြီးဖြစ်သွားပြီဆိုရင်ဖြဲပါဒါပေမဲ့တဝက်ရောက်လို့ရှိရင်ရက်မတို့ကြက်ကြက်လို့ပုံစံလေးရလိုက်မယ်အလားပြီးလို့ရှိရင်အလားလေးကိုခောက်ပြီးလို့ရှိရင်ချီမယ်ဒီအရှိရဒီကျိုးနှစ်ခုထည့်မယ်ပြီးတော့ပြန်တွင်းနာပေါက်လေးရှိရပြီးတော့ထုံးပြီးတော့နောက်တစ်ခါပြန်တွင်းပြီးလို့ရှိရင်ဒီလိုလေးချီပြီးဝိုင်းမလားချီပြီးသွားလို့ရှိရင်ရနေပြီးကြီးမွားလေးဖြစ်အောင်လို့များကြီးနော်များလေးမကောင်းလားနှစ်ခုပေါင်းပြီးလောက်တာကြည့်ချင်လို့ရှင် like နဲ့ subscribe လုပ်ပေးပါနော်ကောင်းလမ်းမဟဲ့โอเคဒီလိုလေးဖြစ်သွားရင်မလားပြီးလို့ရှိရင်ကလေးလိုတယ်โอเคကလေးရပြီကျမကတော့ခရိုမီကလေးပြီးတော့အလားကိုဒီလိုလေးတန်လိုတော့ပြီးလို့ရှိရင်အလားကိုကောင်းလေးတည့်တယ်မှလို့အဲ့ပြီးရသွားပါပြီဒါလေးကိုကြည့်တာလေးကိုအရင်ကျေးဇူးတင်ပါပဲတတာ